ရနောက်နေကောင်းလေတောင်း ပြောဘာလို့ရှင်းလို့လဲ ဒီလိုဆိုင်ပါလေအပင်စုံငယ်လို့ကြားတယ်ငါ့ကိုလေအပင်အကြီးလည်းမဟုတ်ဘူးဟဲ့ အာ ကြီးလည်းမစိုက်ကြဘူး အေး နော်တပင်တီတီလည်းမလို့ချင်ဘူးသုံးလေးပင်လောက်ကိုမှစီစီအလဲလဲတန်းစားတော့ဖေကပါရှိတယ် ရှိတယ်လိုက်ခက်အမနေလို့ချင်တဲ့ပင်နေကြည့် ဟေးအပင်ကြီးကလှသားပဲဈေးပြော 9000 6000ဟိုက9000 ဒါကြီးကလေရွေးလို့ရလား မရဘူးမရဘူးသူ့တိုင်းပဲသူတစ်ဆက်လိုက်ရောင်းတာတပင်ကြီးစီရောင်းတာမဟုတ်နော် လေဟဲ့အပင်ရောင်လို့သာပဲရွှေမင်းရောင်ကိုမြန်ထားမှာမသိ ဘောပွားမိတာပဲ အသားပင်တော့ ညာကွက် လှတော့လှသားပဲယူမယ်ဒီနဲ့ဆင်ထက်လိုက် ပြေးလာငွေသားလားဗါလဲရှင်းပါလဲ ကိပိရှင်းမယ် အမနောက်ကစကန်ထက်လိုက်ချိန်နေမရှိဘူး ဒီစီရောင်စားလို့ပဲတွဲလိုက်ပြီ ခဏစအဲ့နဲ့ထည့်ပေးမယ်ပြင်ကစတမာစာမေးကိုကမှာဖြစ်နေကြဖြစ်ပြောင်းနေအောင်မယ်